အားလုံးမင်္ဂလာပါယနေ့ဘုပညာသင်ကြားကြမယ်ဆိုတဲ့အစီအစဉ်လေးကိုပြန်လည်ပြီးတော့ဟောပြောမှာဖြစ်ပါတယ်အဲ့တော့အရင်ဘက်ကဟောပြောခဲ့တာဒီတွေကတော့အပြားနဲ့ပုံသဏ္ဍာန်တိဆောက်တဲ့အကြောင်းအခုံးနဲ့ပုံသဏ္ဍာန်တိဆောက်တဲ့အကြောင်းအခုံးတွေအပြားတွေကိုလေ့ကျင့်ခန်းတွေလုပ်ကြဖို့အကြောင်းနောက်ဒီမှာအခုံးနဲ့ပုံသဏ္ဍာန်တိဆောက်တဲ့အခါမှာခုံးကအလုံးတစ်ခုပဲရတဲ့အတွက်အလုံးကိုနည်းနည်းရှည်မျိုးမျိုးအလုံးလိုကျဲဥလိုဘဲဥလိုပုံသဏ္ဍာန်အလုံးမျိုးနဲ့ပဲပုံသဏ္ဍာန်တိဆောက်လို့ရပါတယ်ဒီထက်ထပ်ပြီးတော့အာလူကဲ့သို့ပုံသဏ္ဍာန်ပြောင်းသွားရင်တော့အချိုက်နေပါလာတဲ့အတွက်အခုံးကြီးပဲတည်တံ့မဖြစ်တော့ပါဘူးဒီသဘောရှိပါတယ်နောက်အပြားနဲ့မျက်နှာပြင်တိဆောက်ရမှာအပြားမျက်နှာပြင်ကို၄တောင်းပုံသဏ္ဍာန်အပြားမျက်နှာပြင်၃မြောက်ပုံသဏ္ဍာန်အပြားမျက်နှာပြင်အဲဆာလို့အနာ9ဘက်အနာ6ဘက်ပေါ့အဲ့လိုအနာပေါင်းစုံနဲ့တိဆောက်တဲ့အပြားမျက်နှာပြင်နဲ့ပေါင်းစပ်ပြီးတော့ကိုလိုချင်တဲ့ပုံသဏ္ဍာန်တွေကိုတိဆောက်လို့ရပါတယ်ဒီလိုအပြားနဲ့တိဆောက်ခြင်းဟာဘဝပညာမှာတော့ division မျက်နှာပြင်ပြားများနဲ့ပုံသဏ္ဍာန်တိဆောက်ခြင်းဆိုတဲ့လေ့ကျင့်ခန်းစီကိုဥတည်ပြီးတော့ဖြစ်စေပါတယ်အဲ့တော့ဘဝပညာရဲ့လေ့ကျင့်ခန်းမှာပြားလေ့ကျင့်ခန်းကတော်တော်များများမှာပါဝင်ပါတယ်အပြားနဲ့ပုံသဏ္ဍာန်မျိုးစုံလည်းတိဆောက်လို့ရပါတယ်အဲဒါကြောင့်အပြားလေ့ကျင့်ခန်းကတော်တော်ကိုကျေကျေပြတ်ပြတ်တော်တော်လေးကျွမ်းကျင်အောင်လေ့ကျင့်ကြဖို့လိုပါတယ်အဲ့ဒါလိုပြုလုပ်နိုင်တဲ့အခါကျလို့ရှိရင်မှအခုံးမျက်နှာပြင်ထပ်ပြီးတော့ပေါင်းစပ်ပြီးတော့မျက်နှာပြင်လေးတွေချောမွေ့လာအောင်မျက်နှာပြင်လေးတွေညီညွတ်လာအောင်ဘဝရုပ်အတွင်ပို့ပြီးတော့အသက်ဝင်လာအောင်လုပ်လို့ရပါတယ်အခုနောက်တစ်ဆင့်ကတော့ကျွန်တော်အခွက်မျက်နှာပြင်တစ်ခုကြားနေပါသေးတယ်အခွက်မျက်နှာပြင်ဟာတစ်ဖက်သက်ခွက်ယူတဲ့မျက်နှာပြင်မျိုးရေတယောက်လိုအခွက်မျိုးပေါ့ဒီလိုအခွက်မျိုးရှိမယ်နောက်ဘောလုံးကိုတချမ်းချမ်းလာတော့အတွင်းဘက်ကအခွက်လိုပုံစံမျိုးအဲ့တော့အရရှင်းမျက်နှာကနေပြီးတော့အလဲစီကိုခြိုင်သွားတဲ့မျက်နှာပြင်မျိုးအခွက်မျိုးရှိပါမယ်အဲ့လိုအခွက်မျိုးနှမျိုးပေါ့တကယ်တမ်းကျတော့အခွက်ပုံစံကရရှိမျက်နှာနဲ့အလဲကိုစုဆင်းသွားတဲ့အခွက်မျိုးကတော့ပို့ပြီးတော့ဒီအခွက်ရဲ့သဘောတဘာဝကိုလေ့ကျင့်တဲ့အခါမှာပို့ပြီးတော့လိုအပ်ပါတယ်အဲ့တော့ဒီတစ်ဖြောင်းနဲ့သွားတဲ့တစ်ဖက်သက်အခွက်မျက်နှာပြင်တွေကိုလည်းကျွမ်းကျင်အောင်လုပ်ဖို့လိုသလိုဘောလုံးချမ်းလို့ပေါ့ရရှိမျက်နှာနဲ့အလဲစီကိုခွက်သွားတဲ့အခွက်မျိုးလည်းကျွမ်းကျင်အောင်လေ့ကျင့်ထားဖို့လိုပါတယ်အဲ့တော့ဒီအခွက်မျက်နှာပြင်လေ့ကျင့်ပြီးလို့ကျွမ်းကျင်ပြီးဆိုရင်ဘဝရုပ်တစ်ခုတိဆောက်ဖို့မခက်တော့ပါဘူးအဲ့တော့ခုံးရဲ့အခွက်ရဲ့အပြားရဲ့သုံးမျိုးပေါင်းလိုက်ရင်တော့ဘယ်မျက်နှာပြင်ပဲလာဘယ်လိုဖွဲ့စည်းမျိုးပဲလာဒီရုပ်တစ်ခုကိုတိဆောက်လို့ရပါတယ်အဲ့တော့အခွက်မျက်နှာပြင်မှာကြည့်လိုက်ရင်လည်းသူ့ရဲ့ပုံသဏ္ဍာန်မျိုးခတ်ဆင်တွေကတော့ရှိပါတယ်ဒူရင်တီတို့အချုံမျိုးတွေနော်ရေလိုင်းကြက်ခွတ်လို့ပေါ့ရေလိုင်းကြက်ခွတ်လို့အခွက်ကလေးတွေပဲဆက်နေတဲ့ဥစ္စာမျိုးတွေဒါနိစတဲ့သဘောလေးကိုပြောတာပါဒီလိုအခွက်လေးတွေလည်းခွက်ကြီးပဲဖြစ်နေတဲ့ပုံစံလေးကိုဒါပြောကြခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုခွက်ကြီးပဲဒီအဲ့ဒီပုံလေးမှာရှိနေသလားဆိုတော့မဟုတ်အဲ့ဒီမှာလဲအခုံးသဘောလေးတွေအပြားသဘောလေးတွေကပါနေတဲ့အခွက်ကြီးပဲတည်တံ့ဖြစ်တဲ့ပုံသဏ္ဍာန်ဆိုတာတော်တော်လေးရှားပါတယ်နော်အဲကြောင့်မလို့ဒီမျက်နှာပြင်၃မျိုးအဖြစ်တည်တံ့ပြီးဖြစ်နေတာမဟုတ်ဘဲနဲ့၃မျိုးသလုံးဟာပေါင်းစပ်နေပြီးတော့မှပုံသဏ္ဍာန်တစ်ခုဖြစ်တည်နေတာရှိပါတယ်လူတွေတိဆောက်တဲ့ပုံသဏ္ဍာန်တွေမှာတော့များသောအားဖြင့်အပြားမျက်နှာပြင်နဲ့ဖွဲ့စည်းနေတဲ့ပုံသဏ္ဍာန်တွေကအများကြီးတွေ့ရပါတယ်အဆောက်အဦလိုပုံသဏ္ဍာန်မျိုးတွေဟာအပြားမျက်နှာပြင်ပေါင်းစပ်ပြီးတော့တိဆောက်ကြတာရှိပါတယ်နောက်ဒီမှာထပ်ပြီးတော့တချို့အဆောက်အဦတွေမှာအခုံးတွေအခွက်လေးတွေပေါင်းစပ်ပြီးတော့တိကျတဲ့ပုံသဏ္ဍာန်နဲ့တိဆောက်တဲ့အဆောက်အဦတွေရှိပါတယ်ထို့သဖြင့်မြမပိတုကပညာပုံတွေမှာလည်းအများကြီးတွေ့နိုင်တယ်ခုခေတ်မီပုံတွေမှာလည်းဒီလိုမျက်နှာပြင်အခုံးခွက်ပြားကိုတိကျတဲ့ပုံသဏ္ဍာန်တွေနဲ့ပေါင်းစပ်ပြီးတော့ဖွဲ့စည်းတည်ရှိနေတာတွေကိုလည်းတွေ့ရပါတယ်တိဆောက်နေကြတာလည်းတွေ့ရပါတယ်တကယ်တမ်းကျတော့ဘဝမှာကျတော့ဒီဖွဲ့စည်းမှုခုံးခွက်ပြားမျက်နှာပြင်၃မျိုးဟာတိတိကျကျပေါင်းစပ်နေတာမဟုတ်ဘဲနဲ့မိမိရဲ့ကျွမ်းကျင်မှုနဲ့မိမိရဲ့စိတ်ခံစားမှုနဲ့ပေါင်းစပ်ပြီးတော့ခုံးခွက်ပြားမျက်နှာပြင်၃မျိုးကိုတ
တင်းလျှောက်ပတ်အောင်ပေါ့ရုပ်ထုမှာကြီးလို့ကောင်းအောင်တလူပြန်လဲပြီးတော့ထုလုပ်ကြမှာဖြစ်ပါတယ်ဒါကြောင့်ပြောရရင်ဒီနေ့သင်ခန်းစာလေးကိုဒီလောက်နဲ့ပဲနှီးကုန်းချုပ်ပါတယ်